红酒，红酒。Put your fucking hands up! အဲ့နေအားထွက်သွားနေကျွန်တော်တို့ကစနေနေ့ကိုပဲသွားတာဘာလို့လဲဆိုတော့အဲ့ဆိုတော့ကြိုက်လို့အဲ့ရထားနောက်ကြတဲ့ပြင်ပတ်စံရိပ်ပါအိမ်မှာကြံခဲ့လို့အခန်းထဲကကိုတရုတ်ကြီးကိုအကူကြီးတောင်းပြီးတော့ပြစ်ချခိုင်းရသေးတယ်12လောက်စမဲ့ပွဲကိုကျွန်တော်တို့က9နာရီခွဲလောက်မှယထာခိတ်မှာယထာဆောင်တယ်ကိုပဲနောက်ကြလားဆိုတော့ကိုထပ်ပို့ဆိုးတဲ့သူထပ်ဆောင်အောင်အဲ့ဒါနဲ့ပဲစုံမဲ့နေရာကိုရောက်တော့နေတော့အတော်မြင့်အဲ့နေရာလေးက Fast and Furious တွေကအရန်နာမည်ကြီးရဲ့တွဲဆွဲဝိုင်းနေရာပဲShibuya Crossing ကိုခေါ်တယ်အခုကျွန်တော်ပြနေတဲ့လမ်းကကြတော့ Sakura ပွင့်တဲ့အချိန်မှာအရန်နာမည်ကြီးပဲအရန်လှတဲ့နေရာအခုတော့လေမင်းနဲ့သူမနဲ့ဆက်ဆံရေးလို့ပဲ6ကက်ကက်နေအဲ့တော့ကြားတဲ့အတိုင်းပဲပွဲစီစီသူဦးဆောင်ပြီးကျွန်တော်အလေးတက်လေးလိုအပ်တာလေးကိုဝယ်ဖို့သွားတယ်ဒီလောက်ပူချစ်တောက်နေရထားစီးရတွေတော့မရိုက်ပြတော့ sorry ဗျာလူတွေကလည်းအပြည့်ပဲရောက်ခံနေမှာအတန်လေးကြားနေရတယ်စက်ရုံမှာဂွေးစီလည်းမပါဘူးသေးဘလို့ပေါက်လည်းမသိဒီကောင်လေးရဲ့ state ကစုစုပေါင်း3ခုရှိရယ် park ရယ် resistant ရယ်အကြီးဆုံးကတော့ main state ပေါ့အခုမြင်နေရတာ resistant ဒီကောင်လေးသွားနောက်လို့မရတဲ့အထဲမှာပါတယ်တော်တော်ကြီးကျယ်တယ်ပြီးတော့ဒီနားမှာ smoking area နဲ့ GA တွေရဲ့ toilet တွေကဒီနားမှာပဲရှိရောကလိုက်ပေါက်လိုက်စလိတ်တောက်လိုက်လုပ်လို့ရတယ်ကိုရီးယားဦးဒီချက်ကတော့ main state တစ်ခုတည်းပဲအဲ့တော့သွားမယ်နေရာတစ်ခုနဲ့တစ်ခုကတော်တော်ကြီးကိုလှမ်းတော့လို့သေးပေါက်ချင်တာပဲဖြစ်ဖြစ် state တစ်ခုကနေတစ်ခုခုကိုသွားချင်တယ်ဆိုလို့ရှိရင်လမ်းလျှောက်တာတော်တော်ကြာတယ်ညောင်းလေးညောင်းတယ်ဒီကောင်တွေရဲ့ sound system ကဘာနဲ့တူလဲဆိုတော့အဲ့လိုမျိုးအထဲထဲမှာအဲ့လို event တစ်ခုခုရှိနေလို့ရှိရင်အပြင်ဘက်ကနေဘာတမ်းမှမကြောက်ပြောလို့ရှိရင်ဗျာ resistant အတန်ကိုလည်းဒီဘက်မှာမကြားရသလို main state ကအတန်ကိုလည်း resistant ဘက်မှာမကြားအဲ့သွားနေတဲ့လမ်းမှာလည်းအတန်လေးကတိုးတိုးလေးပဲကြားနေတာပေါ့နော်နီးလာမှာအတန်ပို့ပြီးတော့ကျဲလာအဲ့တော့ဘလို့လောက်ထားလဲဆိုတော့ကျွန်တော်လည်းနားမလည်ဘူးဒါပေမဲ့တော်တော်ကြီးကို cool ဖြစ်တဲ့ feature လို့ပြောလို့ရတယ်ရောက်ချင်းဒီနေရာ2 wasted အစဒီကောင်ကိုစောက်ပိုးလို့ပဲထင်တာဗျာဒါပေမဲ့တကယ်ဖြုတ်တာဆရာကြီး2 wasted ပြီးတော့ Brandon Hack ကလည်းစောက်ရမ်းဖြုတ်တယ်Realized quickly when I knew I should that the world was made up of this brotherhood of man. For whatever that means. So I cry sometimes when I'm lying in bed just to get it out. What's in my head and I feel it a little peculiar. So I wake in the morning and stand by the side.
ရှေ့က Brandon Hunt နဲ့ two-way step တွေကိုတိတ်မပြတော့ဘာလို့ဆိုတော့တတိယမြောက်အားသစ်ကကျွန်တော်အရင်ကြိုက်တဲ့ ISO တော့ဆိုတော့ဒီ part 1မှာသူတို့ကိုပဲအဓိကထားပြီးတော့ပြပေးမယ် part 2မှာဘာကြီးပါမလဲဆိုတော့ထပ်ပြီးတော့ကြည့်ပေါ့
ဒါကတော့ငယ်ချေဦးနဲ့တစ်ဖြတ်ပေါ့အပြင်မှာလည်းချစ်ဖို့ကောင်းလိုက်တာဗျာ Everything's okay. I didn't know that I would find love all in a rain. Even if you touch me, I can't feel it anyway. Anyway, I can't feel myself tonight. I can't help myself tonight. I can't feel myself tonight. I can't help myself tonight. Feels like I'm not in a trance.သက်ဆိုင်တဲ့ VPN တွေကဝိုင်းရကောင်းနေပတ်စံဖြုံးနေအမြင်မျိုးပေါ့သူတို့ရောင်းတဲ့ Sound and CG ရဲ့ package တွေကိုဝယ်လိုက်ပြီဆိုရင်အဲ့လိုမျိုး Pin Card TY နေ Mishi Ribbon နေအဲ့လို solid တပြုတ်လိုက်နေလာပို့လိမ့်မယ်